လူကာခွင့်ဝင်အခန်းကြီး7ခွန်အငယ်3သင်တို့သည်ကိုတတိပြုကြလောသင်ဤညီအကိုသည်တင့်ကိုပြစ်မှားလျင်သူကိုဆုံးမလော့သူသည်နောင်တရလျင်သူ၏အပြစ်ကိုလွတ်လော့ဒီနောက်ကပတ်တော်လေးအားဖြင့်နဲ့ခွန်အားပေးခြင်းပါတယ်ပထမတစ်ချက်ကကျွန်တော်တို့တတိပြုရမှာဖြစ်တယ်ပြီးတော့နောက်တစ်ချက်ကတော့သူ့ကိုဆုံးမတဲ့အခါမှာသူဒီနောင်တရလျင်သူ့ရဲ့အပြစ်ကိုကျွန်တော်တို့တွေကအမြဲတမ်းခွင့်လွှတ်ပေးရမှာဖြစ်တယ်ဆိုတဲ့အရာလေးကိုဘုရားသခင်ကသွန်သင်ဆုံးမထားတာဖြစ်တယ်ဒီနှုတ်ကပတ်တော်လေးအားဖြင့်အဲ့တော့ကျွန်တော်တို့လုပ်ရမယ့်အရာကကျွန်တော်တို့လုပ်တဲ့အရာကတော့ကိုတတိပြုဖို့ရန်အတွက်အမြဲတမ်းမမေ့ဖို့ရန်အတွက်ဒီຢာလေးအဖြစ်နဲ့ခွန်အားပေးပါတယ်အားလုံးရောက်စီတဲ့ခင်ကောင်းကြီးပေးပါစေ